အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကိုစုံနဲ့ထီကြည့်ရှုပေးပါလို့မြတ်တာရက်ခံချင်ပါတယ်တင်နန်းအကြောင်းနည်းနည်းပြောချင်လို့ပေါ့နော်တင်နန်းဆောင်စမ်းတဲ့အခါမှာအပြင်တင်နန်းရှိလားလို့မေးကြတယ်အပြင်တင်နန်းမရှိပါဘူးတင်နန်းအခွဲလည်းမရှိပါဘူးเนาะဇွန်းနဲ့ပဲတင်ပါတယ်တင်နန်းချိန်တွေကကြတော့တစ်ချိန်ကို2နာရီတစ်ပတ်ကို4ရက်3လကြာမှဖြစ်တယ်တင်နန်းတက်နေစဉ်အတွင်းပေါ့နော်အကြောင်းမျိုးမျိုးကြောင့်အရေးကြီးလို့တင်နန်းရက်ရှည်ပြည့်ရမယ်ဆိုရင်နောက်တစ်ချိန်မှာအသစ်ဖွင့်မဲ့တင်နန်းမှာအစားထိုးတက်ရောက်ခွင့်ပြုပါတယ်ဥပမာပေါ့နော် sketch တက်နေနဲ့နောက် sketch အတန်းအသစ်ဖွင့်တဲ့အခါမှာတက်လို့ရတယ် sketch တက်နေနဲ့ Revit တင်နန်းကိုပြောင်းတက်ခြင်းနဲ့ 3ds AutoCAD တွေပြောင်းတက်ခြင်းနဲ့ဆိုရင်တော့လက်မခံပါဘူးเนาะ page မှာပေးထားတဲ့ဖုန်းနံပါတ်တစ်ခုတည်းနဲ့ပဲတင်နန်းသားလက်ခံပါတယ် Monday to Friday ဖြစ်ဖြစ် Saturday Sunday ဖြစ်ဖြစ်4ချိန်စာပြည့်အောင်တက်ပေးရမှာဖြစ်တယ်ကိုနဲ့အဆင်ပြေတဲ့အချိန်တွေကိုလည်းတင်နန်းနဲ့ညှိပြီးတော့တက်လို့ရပါတယ်เนาะအခုဒီအိမ်ပုံလေးတွေဆွဲပြတယ်ဆိုတာအခြေခံအောင်စတင်လေ့လာနေတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ပုံဆွဲနည်းတွေတင်ပေးနေတာဖြစ်ပါတယ်အဆင်ပြေမယ်ဆိုရင် page ကို like and share ပြုလုပ်ပေးပါလို့မြတ်တာရက်ခံချင်ပါတယ် YouTube မှာလည်း like and subscribe ပြုလုပ်ထားပေးပါเนาะဗီဒီယိုဖိုင်ကိုစုံတဲ့ထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်